TikTok သုံးတဲ့သူတိုင်းမဖြစ်မနေသိတာတင်တဲ့အချက်၃ချက်ပထမဆုံးတစ်ခုကတော့ profile view ကိုယ့်ရဲ့ TikTok အကောင့်ကိုဘယ်သူဝင်ကြည့်သွားလဲသိချင်တယ်ဆိုရင်အရင်ဆုံးဒီဘက်မှာရှိတဲ့နည်း၃ချောင်းလေးကိုဝင်ပေးရပါမယ်ပြီးရင်တော့အောက်ဆုံးမှာရှိတဲ့ setting and privacy ရဲ့ဝင်ပေးရပါမယ်ရှင်ဒီမှာရှိတဲ့ privacy ရဲ့ကိုထပ်ပြီးတော့ဝင်ပေးရပါမယ်အောက်ကိုဆွဲလိုက်ပြီးဆိုရင်တော့ viewer လေးရဲ့ဝင်ပေးရပါမယ်ရှင်ဒီမှာရှိတဲ့ view history လေးကိုဖွင့်လိုက်ပြီးဆိုရင်တော့ရပါပြီရှင်အဲ့လိုဖွင့်ပေးလိုက်ပြီးဆိုရင်တော့ကိုယ့်ရဲ့ TikTok အကောင့်ကိုဘယ်သူတွေဝင်ကြည့်လဲဆိုတာသိရပြီပဲဖြစ်ပါရဲ့ရှင်ဒုတိယတစ်ခုကတော့ offline video TikTok က video တွေကို internet မလို့ပဲပေးကြည့်ခြင်းနဲ့ဆိုရင်အရင်ဆုံးအနည်းသုံးချောင်းဝင်ပေးရပါမယ်ပြီးရင်တော့ setting and privacy တွေကိုဝင်ထပ်ဝင်ပေးရပါမယ်ရှင်ပြီးရင်အောက်မှာရှိတဲ့ offline video ဆိုတာလေးကိုဝင်ပေးရပါမယ်ဒီမှာရှိတဲ့ video ပမာဏလေးကိုရွေးချယ်ပြီးတော့ download ဆိုတာလေးကိုနှိပ်လိုက်ရပါပြီရှင်။ internet ရှိတဲ့အချိန်မှာအခုလိုမျိုး download မယ်ဆိုရင်ကိုယ့်ဖုန်းက internet မရှိတဲ့အချိန်အခုလိုမျိုး download တဲ့ video လေးကိုပေးကြည့်လို့ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ free ad space ကိုက TikTok အကြည့်များပြီးကိုယ့်ရဲ့ TikTok application က story ပြည့်နေရဆိုရင်ဒီလိုမှရှိတဲ့နည်းလေး၃ချောင်းအောင်လုပ်မယ်။ပြီးရင်တော့ setting and privacy တွေကိုဝင်ပေးရပါမယ်ရှင်။အောက်မှာရှိတဲ့ free ad space ဆိုတဲ့ကိုဝင်ပေးရပါမယ်။ဒီမှာရှိတဲ့ cat ဆိုတာလေးကိုပြင်လို့ပြရပါမယ်ရှင်။နောက်ပြီးရင်ဒီမှာ download video လေးကိုပြင်လို့ပြရပါမယ်။ဒါဆိုရင်တော့ခုန offline video မှာ download လိုက်တဲ့ video လေးကဖတ်သွားပါလိမ့်မယ်ရှင်။အဲ့လိုမျိုးလေးဖြတ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းက TikTok application ကြောင့် story ပြည့်နေရမျိုးတွေမဖြစ်တော့ပါဘူးရှင်။အခုလိုမျိုးအသုံးဝင်တဲ့ different video လေးတွေကိုအမြဲတမ်းတက်ပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။